အားလုံးမင်္ဂလာပါကျွန်တော်အာခီပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ကုမပတိုမှာရှိတဲ့ရေကန်တိုလှိုင်ကူဆိုတဲ့နေရာကိုတော့သွားမှာပေါ့နော်အဲ့ဒီနေရာကဘေးကမှလည်းတစ်တော်ရှိရနော်တဘာဝပတ်ဝန်းကျင်နေနေများတယ်ပြီးလို့ရှိရင်လှိုင်ကူဆိုတဲ့အတိုင်းလှိုင်ကူနေရာတွေလည်းရှိတယ်ပြီးတော့ရင်သက်ရှိမိုးပွဲရလှတဲ့နေရာလေးပေါ့နော်လုံးဝ view point တွေလည်းအများကြီးရှိရပေါ့နော်အဲ့ဒီနေရာကိုကျွန်တော်တို့သွားပြီးတော့လဲမှာဖြစ်ပါတယ်ဒီနေ့တော့နောက်ကမှလေးကမွေးနေ့ပဲဖြစ်ပါတယ်အဲ့ဒီကြောင့်မို့လို့သူ့ရဲ့မွေးနေ့ပေါ့နော်ကျွန်တော်တို့ခီးထွက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီနေရာကိုသွားပြီးတော့လဲမှာဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်လည်းအတူသွားကြရအောင် let's go မစကားဆောင်နေပါတယ်အခုဆိုရင်တော့မွေးနေ့ရှင်လေးကအရန်ပျော်နေပါတယ်မွေးနေ့ရှင်လေးတော့လည်းအဲ့ဒီနေရာပထမဆုံးသွားမှာဆိုတော့အရန်နေရင်ခုန်နေပါတယ်မသွားခင်လေးဒီ energy ဖြစ်တဲ့ဒီ jelly လေးတော့စားမှာပေါ့နော် energy charge တို့ကအစိမ်းအောင်လေးနဲ့အပြန်အောင်လေးတူစားမှာပေါ့နော်ဒီကောင်ကမနက်ကင်းပေါ့နော်မနက်စာမမီလိုက်တဲ့အချိန်ဆိုရင်ဒါလေးစားရင်လည်းဆင်ပြေရောပေါ့နော်လေကန်တို့ဆိုတဲ့နေရာကိုကျွန်တော်ဘတ်စကစီးပြီးတော့သွားတာမှာပေါ့နော်ရန်စိတ်လှရှားနေပါသလားကျမတစ်ခါရောက်ပြီတစ်ခါရောက်ပြီဆိုရင်ကျွန်တော်တစ်ခါမှတော့မရောက်ဘူးပေါ့နော်သူကတော့တစ်ခါရောက်ပြီကျွန်တော်တော့တစ်ခါမှမရောက်ဘူးအေရိုနေရာတီးတယ်သူခေါ်သွားမယ်တစ်ခါရောက်ဘူးလေဆိုပေမဲ့ဒါပေမဲ့မရောက်လိုက်သေးတယ်သွားမယ်ဖြစ်တဲ့နေရာလေး都ရှိတယ်ပေါ့နော် hidden နေရာလေး secret နေရာလေးပေါ့နော်မရောက်ဘူးတဲ့နေရာလေးအဲ့နေရာလေးကိုသွားမယ် okay Happy birthday to you. Happy birthday to me. Happy birthday to me. ဒီနေ့ရင်ဤရှိဒီနေ့ဟမ်မဟုတ်ဘူးနေဟိုကစားပြီးလုံးဝတောက်တက်လန်းနေပဲတက်တော့မှာဝါအမောတက်နေပါပြီဒီမှာစပစ်တိချိုင်ပြီးရှိပါတယ်။ကွာတာကိုဆင်းနေပါပြီ။ဒါပြီးတော့ချယ်ရီပင်ကိုပြန်ပွင့်နေပါတယ်။အများကြီးကိုချိန်။ကျွန်တော်တို့ဆင်းမှာကြတော့ဟိုမှာဆင်းမှာပါ။ဤဝါတူခန်းနိုးမှာဆင်းမှာပါ။ဤဝါတူခန်းနိုးကိုချစ်မှာဆင်းမှာပါ။တော့ပါဘောနော် country side လို့ဒီဘက်ဆိုလို့ရှိရင်ကြိုက်ပါတယ် country side မှာဆိုလို့ရှိရင်ဘော်ရီယာကြီးတွေအများကြီးရှိတယ်။ဟိုကမြို့ကြီးတွေမှာဆိုလို့ရှိရင်တော့ဒါမျိုးတွေကမရှိဘူးနော်ရှေ့အောင်ရှေ့ကွာအရင်ဝေးသွားလာတာသွားတာလည်းရဝေးနေရခဲ့တယ်မောင်မတူမှာကြတော့ဘတ်စကားလေးနဲ့မိနစ်30လောက်စီးလိုက်ရင်ရောက်ပြီမိတယ်ဝါမောင်မိုက်တယ်ဒီနေရာမောင်တော်တော်ဒီမှာဘေဘီတို့နာလေဒီမှာစပယ်ဒီပါစားလို့ရတယ်ပတ်စံပေးပြီးတော့လေဝါစားလို့ရတယ်နာရီနဲ့ပဲဝါစုဖို့ဒီမှာစားလို့ရတယ်ပြော့ဒီမှာဒီသားထွက်သီးနှံလေးတွေရောင်းတယ်ဒီမှာကုန်လေးနိုင်မျိုးလေးတွေရှိတယ်川床でございます。ခုဆိုရင်တော့ရောက်ပြီပေါ့နော်။ဤဝါတို့ဆိုတဲ့နေရာကနေပြီးတော့အဲ့ဘတ်စကားမတိုင်တီစီးပြီးတော့မှကျွန်တော်တို့ဆက်ပြီးတော့လမ်းလျှောက်သွားရမှာပေါ့နော်။အဲ့ပတ်ဝန်းကျင်ကိုကျွန်တော်ပြပါမယ်။အရန်ကိုလှပါတယ်ဗျ။အရန်ကိုလှပါတကယ်။ကဲကိုတော့တရားကြီးနဲ့ပြည့်နှက်တဲ့နေရာပေါ့နော်။ဘေးနားမှာဆိုလို့ရှိရင်လည်းရေတကွန်ရှိရဲ။အဲ့တော့ရေစည်းတန်လေးကြားနေရတယ်ပေါ့နော်။ဒီနေရာကိုကျွန်တော်ပထမဆုံးရောက်ပြီတာပေါ့နော်။သူကတော့တစ်ခေါက်ရောက်ဘူးတဲ့။သူမကတော့ဒေါက်တာနှစ်ခေါက်ရောက်ပါ။သူကတော့နှစ်ခေါက်မြောက်ပါနော်။တော့ပထမဆုံးချိန်ဆိုတော့တော်တော်ကြီးပျော်နေရပေါ့နော်။ခါစားချက်တွေအရင်ကောင်းတယ်။ energy တွေပြည့်ပဲ။ပြောမစွမ်းနဲ့နော်။ပြီးမှမောလာ။ပြီးမှမောမလာတော့မသိဘူး။ဟောလိမ္မောချန်နေလေ။ဒါအကုန်လုံးလိမ္မောချန်။ဟုတ်လား။လိမ္မောချန်ကြီးပြပါဒါအရင်တစ်ခေါက်လာတာလိမ္မောတီးရင်အများကြီးပဲ။ဒီရှင်းမှာရှိတဲ့အပင်တွေအကုန်လုံးလိမ္မောပင်တွေပေါ့နော်။လုံးဝစိုက်ထားညီနေရပဲဒါကခုမမတူမှာလိမ္မောတီးထွက်တဲ့နေရာပေါ့နော်ဒီနေရာဘောင်းကပတ်လေတာလိမ္မောချန်နေကြည့်ပဲအခုမှကျွန်တော်တို့တောင်ချီမှာပဲရှိသေးတယ်သူကစကားလေးတဖြစ်နေပါတယ်ပြန်မနေပြီဟလား fighting ဂမ်ဘာရန်ဒါတော့ဒီတစ်ခါကလေခင်းပူဆန်ဆိုတောင်တက်ဘူးနော်အဲ့ဒါတော့တကယ်ကျမ်းပါရဲ့အဲ့တောင်တော်တော်ကျမ်းတယ်ပေါ့နော်လမ်းလည်းမကောင်းအဲ့တောင်တက်ပြီးကြတဲ့ရပေါ့နော်တော့တောင်တက်တဲ့ feeling ကိုသိပါဟာနော်လာလှတဲ့နေရာတွေ့တော့ဓာတ်ပုံတွေရိုက်ကြရပါတော့ဓာတ်ပုံတွေရိုက်ပြီးတော့အခုလမ်းပြန်လျှောက်နေပါပြီ15မိနစ်တော့ကျွန်တော်တို့နည်းနည်းတောင်တလမ်းကြီးကိုလမ်းလျှောက်အောင်ပါပေါ့နော်ဒီဘက်တွေရမ်းလှပါတယ် Let's go ရှိပါလေတော့တော့အုပ်လေးပုံစံလေးရှိတယ်อืม
ဟာမင်းတို့ဒါကားနဲ့တက်လို့ရတဲ့နေရာတွေပေါ့နော် အရှင်းမှာ ဒီတစ်ခါတော့ဆာကူလာ ဒုထုကြီးရှိရပါတော့အဲ့နားမှာဆာကူရာပင်တွေတော့လှနေပါတယ် ဒါလေးမင်းနဲ့ ကျွန်တော်အခုဘယ်နေရာဟောရောက်ရှိနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘာကီဟာမာဆိုတဲ့ anime series ကိုကြည့်ပြလာတာမသိဘူးအဲ့ထဲမှာပါတဲ့ဒီမီယာမိုတိုမိုဆာရှိဆိုတဲ့ဒီဆာမူရိုင်းပေါ့နော်အဲ့ဆာမူရိုင်းရဲ့ဒီရုပ်ထုရှိတဲ့နေရာကျွန်တော်ရောက်နေတာပေါ့ဒီဟာလေးပါဒါဆိုရင်တော့ဒါဒီဂျပန်နိုင်ငံဒီကူမာမိုတိုဟာရှိတယ်ပေါ့နော်မီယာမိုတိုမိုဆာရှိဆိုတဲ့ဆာမူရိုင်းပေါ့နော်ဆာမူရိုင်းရဲ့ရုပ်ထုပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်သူနဲ့ပတ်သက်တဲ့အခြားလက်တွေကိုရေးထားရပါတော့ဒါလုံးဝဒီဆာမူရိုင်းဆာမီယာမိုတိုမိုဆာရှိကဒီနေရာမှာလာပြီးတော့တရားထိုင်နေပေါ့နော်တရားထိုင်နေဆိုပြီးတော့မှနာမည်ကြီးတဲ့နေရာဖြစ်ပါတယ်ပေါ့နော်ဒါကိုကျွန်တော်မြင်ချင်းမှာကျွန်တော်ဘာကြီးလဲပေါ့နော်ကျွန်တော်အဲ့လိုတွေးမိတယ်ပေါ့နော်ဟာဒါဘာကြီးလဲပေါ့ထိုင်နေပေါ့ဓာကြီးကလည်းပါတယ်ပေါ့နော်နောက်တော့မှတတိချာချာဒီဖတ်ကြည့်တော့မှပေါ့နော်ဒီမှာရေးထားမီယာမိုတိုမိုဆာရှိဆိုပြီးတော့ဟာလိုတာငါကြည့်ခဲ့တဲ့ဒီဟာမာဘာကီအနီမီတွေကပေါ့နော်ဆာမူရိုင်းပါလားဆိုပြီးတော့ကျွန်တော်အဲ့လိုသိလိုက်တယ်ပေါ့နော်ရှင်းပြောလို့ရှိရင်ဒီမီယာမိုတိုမိုဆာရှိဆိုတော့မသိဘူးပေါ့နော်အနီမီကြည့်ရင်လည်းသိရပါပေါ့နော်ဒီနော်ဘာကီဆိုလို့ရှိရင်လည်းတော်တော်ဆွဆွလလောက်ကြိုက်တဲ့အနီမီတစ်ခဲတစ်ခုပေါ့နော်အဲ့ထဲမှာဆိုလို့ရှိရင်လည်းလုံးဝအရန်ကိုတန်မာချောင်းတရုပ်ဖော်ထားတာပေါ့နော်အားကြောင့်အခုဒီမီနာဆန်တို့လည်းမကြည့်ရသေးဘူးဆိုလို့ရှိရင်တော့စစ်ကြည့်ပေါ့နော်ဒါနောက်ဆုံးထွက်ထားတဲ့ဘာကီ series ပေါ့နော်အဲ့ထဲမှာဆိုလို့ရှိရင်ဒီမီယာမိုတိုမိုဆာရှိပါပါတယ်ဒီမီယာမိုတိုမိုဆာရှိကတကယ်ပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေကတေဆုံးသွားပြီပေါ့နော်အဲ့လိုမှပြန်ပြီးတော့ခေါ်ပြီးအသက်သွင်းတဲ့ပုံစံမျိုးဖန်တီးထားတဲ့ anime ပေါ့နော်တကယ်ကိုတန်မာတဲ့ဆာမူရိုင်းတယောက်ပေါ့နော်အားကြောင့်အဲ့ anime series ကိုလည်းကြည့်ပါကဲနောက်တစ်နေရာဆက်ပြီးတော့သွားမယ်ဒီကားတွေစပြီးတက်တော့မှာပေါ့နော်ကဲအခုပဝန်းကျင်ကဘယ်လောက်လှလဲဆိုတာကိုအတူတူခံစားကြည့်ကြရအောင်လို့စားနေပါတယ်လို့โอ้ยရှိ โอ้ย ဆောနာစားနေအမှန်ကန်တော့ဗီဒီယိုရိုက်တာထင်ပြီးတော့ပြီးတော့မှဗီဒီယိုကဟိုရိုက်တဲ့ခလုတ်ကိုနှိပ်မထားမိဘူးစားလို့ကုံသွားပါပြီလို့အိုနီကြီးတွေပေါ့နော်နောက်ဆောနာစားတဲ့ဟာကျတော့ဒီစနာမယောပေါ့နော်တူနာငါးနဲ့မယောနီစ်နဲ့ရောထားတဲ့အရာသားလေးပေါ့နော်စားလို့ရမ်းကောင်းပါတယ်နောက်တစ်ခုကကျတော့အိုနီကြီးတွေအများကြီးရှိတယ်ဆိုပေမဲ့အဲ့ထဲကမှစနာမယောနဲ့နောက်တစ်ခုကရှင်းချီကင်းပေါ့နော်အဲ့နှစ်ခုပဲကျွန်တော်တို့စားပြတာများရပါတော့။ကျွန်တော်ပါဇက်နဲ့ကြိုက်တာအဲ့ဒါပဲရှိရတော့။ဦးမဲတို့ခုံးဘူးတို့ဆိုလို့ရှိရင်စားလို့မကောင်းဘူးเนาะ။အခုမီယာမတော်မဆရှိတဲ့နေရာနေပြီးတော့အခုနောက်တဲ့နေရာကိုဆက်ပြီးတော့ခြီတက်နေရပါတော့။အခုကတော့ကျွန်တော်တို့လိုင်းကူတွေရှိနေအောင်သွားနေရပါတော့။စောနာကတော့တောင်တက်လိုင်းကြီးလာပြီးတော့အခုကျတောင်ဆင်းလာပါတော့။တောက်လျှောက်အဆင်းကြီးဆိုတော့လုံးဝသွားရတာတက်တာရပါတော့။အနောက်ကနေတွန်းပိတ်နေသလိုပဲ။အဲ့ညတောင်ဆင်းလန်းနေဆိုရင်ကျွန်တော်တအားကြိုက်စပိန်နဲ့ဆင်းလိုက်ရရင်တော့ဇိမ်ပဲကွာအဲ့တောင်နေပဲပေါ့နော်ဒီမှာဆိုရင်နောက်ထပ် view တစ်မျိုးနဲ့ပြန်မြင်ရပါတော့ဒါဆိုအောက်ကိုနည်းနည်းနှိမ့်သွားတယ်အောက်မှာလည်း cherry ပင်လေးနည်းနည်းရှိတယ်ဟိုရှိတယ်ဆက်သွားရင်ဘယ်ရောက်မှာလဲအဲ့ဒီဆက်သွားရင်အဲဒီကတော့ထိုင်ကူသွားတယ်အမတစ်ကက်ဝယ်ပြီးတော့သွားရမှာဖြစ်ပါတယ်တစ်ကက်အမလူရှိရပေါ့ရှိဟိုတယောက်ရှိလူရှိမယ်လို့တော့မထင်တော့ဘူးနော်ဒီမှာပတ်ဝန်းကျင်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်လုံးဝအိမ်ထဲမှာတော့လူရှိရလားဆိုပြီးတော့ပြန်ပြီးတော့မေးရတော့တဲ့အထိပေါ့နော်တိတ်စိတ်နေတာပတ်ဝန်းကျင်ကလုံးဝဟိုရေကြအတန်လေးတွေကျင်းငှက်အတန်လေးတွေပဲ
လုံးဝဘယ်လိုပြောရမလဲဆိုရင်အခုလိုဗီဒီယိုရိုက်ဖို့အတွက်တော့မှအတီးတန့်မိုက်တွေပိုင်းတော့မလိုဘူးပေါ့နော်ပတ်ဝန်းကျင်ကတိတ်ဆိတ်နေတော့ကိုယ့်ရဲ့အတန်ကကင်မရာထဲကိုတိုက်ရိုက်ဝင်နေရရေကြတန်အစားကြားနေရအခုကျွန်တော်ဒီလေကအပေါ်တက်ကြည့်မယ်ပေါ့နော်တိုင်ကြည့်မယ်အေးနာ宮本武蔵ဒါနှစ်ချောင်းကင်တာဆာမူရိုင်းအနီမေထဲမှာလည်းဒီပုံပဲပေါ့နော်ပါတာအခုကျွန်တော်တို့ ticket ဝယ်မယ် ticket ဝယ်ပြီးတော့အထက်ဝင်မှာပေါ့နော်ဟုတ်ပြီဒီအထက်ဝင်ဖို့လက်မှတ်ကတယောက်ဆိုရင်ရန်300ကျတယ်ပေါ့နော်အခုရန်600ပေးပြီးတော့အခုထဲကိုစပြီးတော့ဝင်ပါပြီဒီထဲကတယောက်ထဲတော့ဒီဂိတ်ဘောကမတယောက်ထဲလိန်နေရနော်စာပြီးရှိဖြစ်အောင်နော်အရင်တစ်ခါတော့အဖိုးဖွက်နေလူငယ်အခုလူငယ်ဖြစ်သွားပြီနော်ဒီနားမှာလုံးဝလူလည်းမရှိဘူးဒီကိုလာပြီးတော့လေတဲ့လူဆိုတော့လည်းတော်တော်နဲတယ်ပေါ့နော်အဲ့ထဲမှာမလာပြီးဒီမှာအလုပ်လုပ်နေထိုင်နေရတော့ရှောက်တနာဖို့ကောင်းဒီဘက်မှာဆိုလို့ရှိရင်ရုပ်ထုဟောင်းနေရှိရပေါ့နော်ခေါင်းနေရတော့ကင်မရာထဲမှာမြင်ရတာတော့မသိဘူးလုံးဝရှူခင်းကြီးကတော့ share ပဲပေါ့နော်မေးစရာတော့မလိုဘူးဒီမှာဖုံးတော်ကြီးရုပ်ထုတွေလည်းရှိတယ်ပေါ့နော်အချို့ရုပ်ထုတွေကကြတော့ခေါင်းနေရမရှိတော့ပြောမယ်ဆိုဒီနေရာက宮本武蔵နဲ့ဆက်နွယ်နေတဲ့နေရာလို့ထင်တယ်နော်အဲ့ဒီဆာမူရိုင်းကြီးရဲ့လေတန်တာကြီးလားဆာမူရိုင်းကြီးနဲ့ဆက်နွယ်နေတဲ့နေရာတစ်ခုလို့ထင်ပါတယ်လေကတစင်တက်ရမယ်ပေါ့နော်တော်တော်ကြီးမှတ်တယ်ဒါပေမဲ့ဒါတော့အဲ့လောက်မှတ်တယ်လို့ပြောလို့မရသေးပါဘူး fighting ဝင်နေရှင်လေးပြန်မနေပြီပေါ့နော်ဆန္ဒအာလူကြော်စားလိုက်မလားအဲ့ energy ထုတ်ဆန်းအိုးဒီမှာလည်းဖြစ် product YouTube ရှိတယ်မဟုတ်ဒီမှာအကင်နေနဲ့လှေကားတေချာလုပ်ပြီးထားတယ်ဟိုခင်းပိုဆန်ဆိုလို့ရှိရင်နော်တေချာလုပ်မထားဘူးလက်ကင်လည်းမရှိဘူးနည်းနည်း adventure ဖြစ်တယ်ဟုတ်တယ်အဲ့လိုမျိုးတော့လှိုင်ကူနားကိုရောက်နေပြီပေါ့နော်ဘေးမှာလည်းဝယ်ယုံတော့ပေါ့ဒီမှာတော့လှိုင်ကူပါအဲ့ဒီပေါ့ကိုကျွန်တော်တို့သွားမယ်ပေါ့နော် fashion မို့ဒါကြီးအဓိကဒီနေရာကိုလာချင်တာပေါ့နော်အဓိကတော့စထွက်လာကြတဲ့လှိုင်ကူကြီးကိုမြင်ပြီးတော့ကိုကဲမကလှိုင်ကူကြီးကိုမြင်ပြီးလာချင်နေရပေါ့ဟိုဒီနေ့မှကြိုက်ထားတာတပေါ့ကြောက်တုံးတုံးရှိရပါတော့ဟိုတခြားဆောက်ထားတာကြောက်တုံးပတ်လေးကိုဟူးအခုခဏထိုင်ပြီးတော့နားနေရဖြစ်ပါတယ်ခဏနေပြန်ပြီးတော့ဆက်သွားမှာပေါ့နော်အခုကတော့ခဏညောင်းလို့ထိုင်နေရပါတော့အောက်လေးတုတ်ချထားပြီးတော့ပေါ့နော်ဒီနေရာမှာလာပြီးတော့လာလဲလူရဲ့နာမည်တွေပေါ့နော်အဲဒီမှာချပြီးတော့ရေးလို့ရပါတယ်ပေါ့နော်အဲမှာဝင်ကြည့်ရတော့ပြီးသွားပြီပေါ့နော်ရန်300ဖို့တော့တန်ပါတယ်ကြည့်ရတာတော့ဒီဆောင်းလာတယ်ဒီအများကြီးတော့ဆောင်းရှင်းနေတဲ့ဆက်တော့လို့ရှိရင်ရောက်တော့မှာပေါ့နော်တန်းစီရမလားမသိဘူးနော်မရှိရောမရှိတန်းစီရမလားမစီရောက်လို့ဆိုတော့မသိသေးဘူးပေါ့နော်တိတ်မမြင်ရဘူးရှေ့ရောက်လို့ရှိရင်တော့မာလာထန်ဆိုင်ကိုရောက်တော့မှာပါဒီနေ့ကတော့ကျွန်တော်ကတုံညမ်းမဟုတ်ပဲနဲ့မာလာထန်ရတာဆိုင်ကောင်းပါရေးကျွန်တော်ကလာမန်စားမယ်လို့ပြောထားပြီးမယ်တော့ကောင်းပါလေးရပါတော့ဘလို့ဆန်နိုင်သူမကမာလာထန်စားကြတယ်ဆိုတော့မွေးနေ့ရှင်လေးဆိုတော့ဦးစားပေးလိုက်ပါတယ်ဟိုတပူလေးဟာဒီကတမ်းခေါ်စင်
meat I need meat さあれかわかんないね大丈夫なんかဒီဘက်လည်းလုံးထုတ်တယ်အဲ့စားကောင်းတယ်ဟုတ်လားဟာလာတယ်はい、3352円です。支払い方法どうしますか。 ကျွန်တော်တို့ကနံပါတ်4ရပါတော့ခဏနေရတော့မှာပေါ့နော်ထမ်းလို့ရှိပြီရှောက်ပြီးတော့ဆက်ထားတာပေါ့နော်ကျွတ်တော်ဖြူတွေရောဒီအိုဆုတွေပါတယ်ဒီဒီတိုမာတိုဟိုချီလီဆော့စ်တွေပါမယ်ငရုတ်သီးပါမယ်ပီနတ်စ်ပါမယ်နာနာပဲပါမယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ရှောက်ပြီးဆက်ထားတာပါအသားလုံးလေးနဲ့တုပ်ဆိုင်အရင်တော့အဲ့မာလာတန်ရောက်လာပါအနံလေးနဲ့နေဘိုက်ကရမ်းစာနေဒါကမာလာထန်ရတာပါမိုင်းတယ်ဘာပေါ်တော့အစ်စ်မစုံဟုတ်လားထားပြလိုက်ပါမင်းနေတာမှဒီတော့မ ဒီရဆောက်ကောင်းတယ်အသားနဲ့စားကြည့်တယ်အတော်ကြီးစားလို့ကောင်းတယ် ကိုင်းနေကဲမာလာကန်တော့ညလောက်စားလို့ပြီးသွားပါပြီကဲစားပြီးတော့လုံးဝဘိုက်ကိုထင်းကားပါဘူးเนาะလုံးဝမာလာရတာဆိုတဲ့အတိုင်းပဲเนาะတုံဆက်ဆက်လေးနဲ့ရမ်းစားလို့ကောင်းတယ် မကတ်တာ အခုကစားပြီးတော့ကျွန်တော်တို့အိမ်ပြန်ပါတော့မယ်ယထာမစီကျင်လို့ ချာလီချာလီ စပိန်နေပြီးပြန်ပါပေါ့နော်ခြာတီဆိုစပိန်နဲ့နေပြီးတော့ပြန်မယ်ကဲဆုံးဖြတ်ရှိပြီလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်ဘိုင်ဘိုင် တင်ပါတယ်